ကဲဒီနေ့ကျွန်တော်စိုက်ထားရတော့ဒါအင်ကပူမျိုးရပင်ပြစ်ကတော့မဆိုးရွှေလေးတွေအယောင်လေးတွေမဆိုးဝါဘက်ပါရွက်ကလည်းချွန်းတယ်ဒါပေမဲ့အဝါလို့တော့မဟုတ်ဘူးနည်းနည်းတော့ရွက်ကလေးတွေကျန်းနေတယ်တချို့ကလည်း9ရက်10ရက်ခူးကြတယ်တချို့ကလည်း10ရက်ခူးကြတယ်15ရက်ဆိုရင်တော့တော်တော်လေးကျန်းသွားမှာကြသူရဲ့အတချက်ကရိုးမဲစီစွန်တိတ်မကြဘူးပြောရမှာပေါ့ဒဏ်ခံနိုင်ပေါ့ရိုးမဲစီစွန်ဒဏ်ခံနိုင်ဒါပေမဲ့စုပ်စားကြိုက်မယ်ထင်တယ်ချုပ်ပြဿနာလေးတော့တွေ့ထားတယ်ကျွန်တော်ညောင်းလိုက်ရှာအောင်မယ်ဆယ်ရက်တစ်ပတ်ခူးရတယ်သူအာတာချက်ကဈေးကွက်ကျော်ဝါလောက်မရဘူးယောဂဒဏ်ခံတဲ့အတွက်ဆေးဝကုန်သက်တာမယ်ဒါပေမဲ့စုပ်စားကြိုက်မယ်လို့ကျွန်တော်ယူဆထားတယ်ထပ်မလိုက်ရှာကြည့်အောင်မယ်ဒီမှာဘယ်လိုပြဿနာရှိမလဲဒီမလေးတွေကတော့မဆိုးဈေးကတော့ဝါလောက်တော့မရဘူးဟောဒီမှာတွေ့ရဟုတ်လားဒီနေထားဆိုရင်ဒါစောင်းခါယူတာကြားထားတယ်နေထားဒါတော့မွားတို့လေးတို့တည်းလည်းဖြစ်မတင်တယ်ဒီအကြံအကြည့်ရတာတော့ကျွမ်းညွန့်လေးတွေအစားဖြစ်နေဒါတော့ယောဂဖြစ်ဖို့အများပါပုံစံကြည့်ရတာစပေါ်ပြောက်လေးတွေပေါ့တန်ကြီးယောဂတဲ့ဖြစ်ဖို့အများပါကောဒီညွန်လေးဆိုရင်ဒါစုပ်စားစုပ်သွားတဲ့တွန့်နေတဲ့အနေထားရဲ့ဒါဆိုလောလောဆယ်မှာစုပ်ထားတာဆိုတော့ကောင်းတဲ့ကြပေါက်ရှိကိုရှိရမယ်ဒီဖူးလေးနဲ့ကြည့်အောင်မယ်ဟောအထဲထဲမှာရအကောင်လေးတစ်ကောင်ကြဖုံးကမ္မနာနဲ့ကမကွဲဘူးဖြစ်နေအကောင်ဖြစ်မလဲဒီလက်ပေါ်တင်ကြည့်ရမှာဟောဒီမှာရက်ပြေးနေတဲ့ကောင်လေးအမဲအိုက်ကောင်လေးရပုံစံကြည့်ရတာရလေးလှေမွားတော့မဟုတ်လေးဒီတကောင်နဲ့ရှိရခုစောင်းရသေးတော့တိတ်ပေါက်ဖွားနေတဲ့ဆိုတော့ကြော်တိတ်ပုဆက်အားတော့နဲမှာကြဒါပေမဲ့တကောင်တော့ရှိရင်ကိုကအဲ့ပင်ကနလန်းထူမှမဟုတ်ဘူးကြခုတော့နေတဲ့ရွက်တွေကကြည့်ပြီးတော့ကိုယ်ရွက်ကောင်းဖို့မရအောင်ဘာစီဖြမ်းမလုံးဆိုတော့လေပင်ထောင်ကနန်းလောက်မှတပင်တလီလောက်ဆိုတော့လေနေထားဆိုရင်အဲ့နေထားဆိုရင်တော့ဆေးဖြမ်းဖို့အတွက်ကလည်းတိတ်အားမပေးခြင်းဓာတုဆေးပေါ့လေစောင်းကလည်းဖြစ်တဲ့အတွက်ဒါလှိပေါက်ဖွားလည်းနဲမှာပဲတိတက်ဆုမဆူတော့ဒါတော့စောင့်တော့ကြည့်အောင်လောတဲ့တော့ဓာတုပိုးသက်ဆေးတော့ဖြမ်းဖို့စိတ်မကူကိုလောလောဆယ်လောက်ထားတဲ့ EM5 လေးလောက်ပဲဖြမ်းမယ်လို့စိတ်ကူတာခူးတာက10ရက်တစ်ပတ်နဲ့ဆိုတော့ဓာတုဆေးတွေကကျွန်တော်တို့ဒါရိုက်ဝါတဲ့သီးနှံဖြစ်တဲ့အတွက်ကဒါမှမဖြစ်မနေမှသုံးတာအကောင်းတယ်ဒါစားသုံးသူအတွက်ပြောတော့10ရက်တစ်ပတ်အတွင်းကတော့ဘယ်လိုမှဆေးအာနေတင်တော့မပြင်နိုင်ဘူးဓာတုဆေးတွေကတော့အဲ့တော့ဓာတုဆေးတွေကိုဖြစ်နိုင်ရင်မသုံးတော့အကောင်းပါဘာလို့ဆို900ဆိုတာချက်ပြုတ်စားတဲ့သီးနှံလည်းမဟုတ်ဘူးဒါရိုက်ဝါတဲ့သီးနှံအဲ့ဒါစားသုံးသူအတွက်အနေရဖြစ်တယ်အဲ့ကြောင့်လုံးဝမဖြစ်မနေမှဓာတုဆေးတွေသုံးဖို့ကပဲတိုက်တွန်းကြပါတယ်တကယ်လို့မဖြစ်မနေဖြန်းရမယ်ဆိုရင်လည်းခူးရက်လေးနဲ့တော့ခွာပြီးတော့ဖြန်းစေချင်ပါတယ်မော်လို့ဆို1ရက်2ရက်အတွင်းဖြန်းထားရင်ခူးရက်ကိုနောက်ပြန်ပြီးစုပ်ပလိုက်ပေါ့အဲ့လိုမျိုးပေါ့ဒါလည်းစားသုံးသူအတွက်ညီညွတ်ပြီးကျွန်တော်လည်းကြံပြုတာပါအကောင်းဆုံးကတော့ကုန်ကြလက်သက်တာတယ်
ဓမ္မဘုဒ္ဓစီလေးတွေတို့ပူပြေးစီလေးတွေတို့ကိုယ်တိုင်လုပ်တဲ့ EM5 လေးတွေတို့အဲ့လိုမျိုးလေးကိုယ်တိုင်လေးလုပ်ပြီးတော့ကုန်ကြလက်သက်တာအသုံးတူတယ်လည်းအနေရကင်းဒါဒီကွန်ရက်လေးဆိုတာကျွန်တော်တို့ပြည်သူတွေဗမာတွေပေါ့ဗမာတွေပဲဝါကြတယ်နိုင်ငံခြားပို့ပါလဲကျွန်တော်တို့ပြည်သူတွေပဲဝါတာဆိုတော့ဒါသူတို့အနေရကင်းအောင်တော့ကျွန်တော်တို့စိုက်တဲ့တောင်သူတွေကလည်းကြည့်ကြလောက်အောင်ပါဒီသီးနှံလေးဆိုတော့ကျွန်တော်တို့စပါးတို့ဂျုံတို့လိုနှစ်ချီထားလို့လချီနှစ်ချီထားလို့ရတဲ့ရလည်းမဟုတ်လောလောဆယ်တစ်ခါတည်းဝါကြတာတွေချက်ပြုတ်စားတာလည်းမဟုတ်တော့ဒါသူတို့ကကျွန်တော်တို့အနေရကင်းအောင်တော့ကျွန်တော်တို့တောင်သူတွေကနေပြတူးဆိုင်ပြလောက်မှာပါဗျအဲ့တော့ခုလိုလေးပပနေတဲ့ဆောင်းရစီမှာဒီလိုတပင်တလေးလေးတွေ့ရဆိုရင်တော့ကျွန်တော်တို့ဒါတူမတော်ဘူးရကိုဓမ္မဘုဒ္ဓစီလေးတွေတော့ EM5 လေးတွေတော့ဒီလောက်ပဲဖြန်းမယ်ဟောရတဲ့ပတ်သက်ပြီးဒါမျိုးပြဿနာလေးတွေတွေ့ထားပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဆက်လက်ပြီးတော့ပေါ်ပြပါမယ်